မြန်မာနော်ဝက်ချန်နယ်ကိုအစစ်တစိုက်အားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမရဇလားကောင်းလေးတွေကိုနေ့စီရွေးချက်တိဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလားလေးကစာရေးသူမြူကိုလင်ကရေးသားထားတဲ့ရေနီအိုင်ရဲ့သွေးကြိမ်စာဇလန်အပိုင်းနဲ့ဇသိမ်းပိုင်းကိုပရိသတ်ကြီးကဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။ဘာကွာဝန်ထမ်းနဲ့ပန်းစကားချစ်သူတွေဖြစ်နေကြပြီဟုတ်လားမင်းတို့ကတေချာရဲ့လာညို့ကြီးတေချာပါတယ်ကိုမဲကြီးဟာဒီကောင်နဲ့ပန်းစကားရွာချောင်းရေကမှာလှိတ်အတူတူစီးပြီးပြုံးလို့ရွှင်လို့ကြောက်ကဟော့ရီမျက်စိနဲ့တက်အပ်တွေ့လာခဲ့ရတာမဲကြီးကခရခတ်စွာတက်ခောက်လိုက်ပြီးအိမ်နိုင်ကိုလက်သီးနဲ့ထိုးလိုက်တယ်သူ့ဘဝမှာအမြောင်းလေးရဆုံးကျင်တန်ဘွဲတစ်စိတ်ရွှေမအောင်လွတ်ယူသွားတဲ့သူကယခုသူ့ရည်နဲ့အမြတစ်ဖက်သက်ချစ်နေရတဲ့ပန်းစကားရဲ့အချစ်ကိုပါရယူသွားတာကြောင့်မဲကြီးမခံချင်းမခံတာရေးစားလူလူဦးနုကြွက်ခတ်ခံစားနေရတယ်။ဒီကိစ္စကိုဘယ်လိုလုပ်ရမလဲဆိုပြီးအပြည့်အမြတ်အလှလှတွေးနေတယ်။ကြရကရှင်မင်းကလေးကကိုယ့်ဘက်မပါတဲ့ယခုကိစ္စမှာသူတို့နှစ်ယောက်ကိုဘယ်လိုခွဲရမလဲစိတ်ကူးကြံစီနေတယ်။အဲ့နောက်အကြက်တစ်ခုပေါ်လာတာကြောင့်ကောက်ကျစ်စွာပြုံးလိုက်တယ်။ဝနနဲ့ပန်းစကားကသူတို့ဒုက္ခပေးမဲ့သူရှိနေမှမသိခါတဲ့လူပဲချစ်သူနှစ်ယောက်ချင်းတွေ့ရကဝနလည်းသူ့ရသူပြန်သွားသလိုပန်းစကားလည်းအိမ်ကိုပြန်လာခဲ့တယ်။သမီးဒီကိုခဏလာအောင်ကွအိမ်ပေါ်အတက်မှာမိဘနှစ်ပါးတွေ့ရပြီးတော့မိခင်ဖြစ်သူကလှမ်းခေါ်တာကြောင့်ပန်းစကားမိခင်စီသွားလိုက်တယ်ဖခင်ဖြစ်သူကတော့မျက်နှာထားတင်းနေတဲ့သမီးအခုဘယ်ရပြန်လာတာလဲမှန်မှန်ဖြေစမ်းဟိုရွာတွေကအိမ်မအမေတို့အားလုံးသိပြီးပြီသမီးအခုဝနနဲ့ချင်းတွေ့ပြီးပြန်လာတာမဟုတ်လားပန်းစကားတယောက်သူမရဲ့မိခင်ကဝန်ထမ်းနဲ့ချိန်ပြီးပြန်လာကြောင်းဓာတ်ရိုက်ပြောလာခြင်းကြောင့်စိတ်ထဲထိတ်ကနေဖြစ်သွားတယ်။ဒါပေမဲ့အနည်းနဲ့အမြန်ဝန်ထမ်းနဲ့ချစ်သူဖြစ်နေတဲ့အကြောင်းဖွင့်ပြောမယ်လို့စိတ်ကူးထားတာမို့မိဘတွေသိနေပြီမို့တခါတည်းဖွင့်ပြောဖို့ဆုံးဖြတ်လိုက်တယ်။ဟုတ်ပါတယ်အမေ။ကိုဝန်ထမ်းနဲ့သမီးချစ်သူတွေဖြစ်နေကြပါတယ်။မကြခင်လူကြီးမိဘဆောင်ဝါနဲ့လာကြောင်းလမ်းမို့လည်းပြောထားပါတယ်။မန်းလိုက်တာသမီးရဲ့အတုံမိုက်ပါလား။ကြိုက်เสียရှားလိုက်တာ။ကိုဝနာလူကောင်းတယောက်ပါအမေအတောက်အဆအလောင်းစားလည်းမရှိရိုးသားအေးဆေးတဲ့လူတယောက်ပါအဲ့ဒါတဲ့အရေးကြီးတာကိုနင်မေ့နေရလားငါတို့ဘာလို့မျိုးတွေလဲငါတို့မျိုးနယ်စီကန်းတွေကိုနင်မေ့နေရလားငါတော့ပြက်ပြက်သားသားပြောရတော့မယ်နင့်အောင်ငါတို့နဲ့မျိုးနယ်တူမှဲ့ကြီးနဲ့နေရာချပေးဖို့အားလုံးစီစီထားပြီးပြီဒီနေ့အစပြီးအိမ်ထဲကအိမ်ပြေလုံးဝမထွက်ရအောင်ဒါပဲသမီးအဖေပြောတာအမှန်ပဲအမေတို့တက်မျိုးနဲ့ဝင်နေရရှေးတုန်းကလေးကမျိုးအစင်လာစောင့်နေခဲ့တယ်။တက်မျိုးနဲ့မင်းကလေးတယောက်ဟာတက်လူမျိုးယောက်ျားလေးတယောက်ကိုပဲလက်ထပ်ရမယ်။တက်ယောက်ျားလေးတွေကလည်းဒီလိုပဲအစင်လာကိုစောင့်နေရတယ်။တကယ်လို့အစင်လာချိုးပေါက်တဲ့လူဟာတက်လူမျိုးတွေရဲ့မျိုးနယ်ဂေါ်သိက္ခာကိုချိုးဖောက်သူတစ္ဆာပေါက်သူအဖြစ်တတ်မှတ်လိုက်ကြတာသမီးလည်းအသိပဲမဟုတ်လား။မမိုက်ချင်စမ်းပါနဲ့သမီးရဲ့သမီးမဲ့ကြီးကိုမချစ်နိုင်ဘူးအမေလက်မထနိုင်ဘူးသမီးချစ်တာကိုဝနကိုပဲချစ်တယ်ပန်းစကားဟာသူမတို့မျိုးနယ်စုရဲ့စီကန်းကိုမေးရော့မျက်ွယ်ပြုတ်ပြီးဝနအပေါ်ချစ်ခဲ့တယ်တကယ်ကသူမတို့မိသားစုကမျိုးနယ်တူချင်းသာလက်ထက်တဲ့ဥပဒေကိုရှေးအစဉ်ဆက်ကလေးကကြည့်သုံးခဲ့တယ်မျိုးနယ်မတူတဲ့သူကိုလက်ထက်ယူတဲ့သူကမိဘဆွေမျိုးလူမျိုးတွေရဲ့ပြစ်ပယ်ခြင်းကိုခံရပြီးတော့မျိုးနယ်စုရဲ့တစ္ဆာပေါက်ဘွားကိုရောက်ရတယ်ပန်းစကားမျက်ရည်ကိုသာအဖော်ပြုတ်နေတယ်ဝနတော့သူစောင့်နေကြရေအိုင်မင်းမှာချစ်သူကိုတနေကုန်တနေကန်စောင့်နေမဲ့ညနေသားစောင်းလာတယ်ချစ်သူကရောက်မလာအောင်ဝနချစ်သူကိုမျှော်နေတဲ့အချိန်မှာပဲမမျှော်လင့်တဲ့သူတွေရောက်လာခဲ့တယ်မဲ့ကြီးနဲ့သူ့တပည့်လက်သားတွေရောက်လာတယ်ဟဲ့ဝနမင်းဒီနေ့ကစပြီးတော့ငါတို့ရွာနာမှာမင်းကိုနောက်မမြင်ချင်ဘူးမင်းလာစရာမလိုမေးမင်းရင်လာရလားငါလာခြင်းလာမယ်မလာဘူးမင်းဘူးတပြားသားမှမပါဘူးမင်းလာနေတဲ့အကြောင်းငါသိပါတယ်ဝနရာမေပန်းစကားကိုလာဆောက်နေတာမဟုတ်လားငါဘသူ့ကိုပဲလာဆောက်မင်းနှမကိုလာဆောက်တာမဟုတ်ရင်ပြီးရောမဟုတ်လားဟင်မင်းဒီကောင်သူ့များရွာနာလာပြီးအာကျဲနေတယ်အကောင်ဆိတ်ပြလိုက်ကြဆောင်ကွာမဲကြီးကမခိုးမခတ်ပြုံးရင်လို့ဝနကိုရန်စကားပြောနေရကချစ်သူဘာအကြောင်းကြောင့်ရောက်လာမှန်းမသိလို့စိတ်ပူနေတဲ့ဝနကစိတ်တူပြီးမှဲ့ကြီးကိုပြန်ပြောပြီးစကနာထိုးလိုက်တော့မဲကြီးကတရှူရှူတရှဲရှဲဒေါသထွက်ပြီး
သူ့လူတွေကိုဝနာကိုထိုးချိတ်ဖို့ပြောလာတယ်ဝနာကလည်းအများနဲ့တယောက်ဆိုတော့မဲ့ကြီးတို့လူစုရဲ့လက်ချက်နဲ့မျက်နှာတွေဖူးရောင်ပေါက်ထွက်ကုန်တယ်မဲ့ကြီးဟာသူ့မကျေနပ်ချက်အညှိုးတွေကြောင့်သူ့လူနှစ်ယောက်ကိုဝနာကိုချုပ်ခိုင်းပြီးစိတ်ရှိလက်ရှိဝနာမျက်နှာတဲ့ထိုးလိုက်တယ်အဖွက်လိုက်မှကိုက်ရတဲ့ခွေးတွေမင်းတော့အခုရက်မလားမရက်ဘူးလားမရက်ဘူးဆိုရင်တော့ငါဒါလက်ငိမ်နေမှာမဟုတ်ဘူးနော်ပန်းစကားသတင်းကြလို့သူတို့နှစ်ယောက်တွေ့နေကြရေကက်စီဝနာကိုအသိပေးဖို့လာတဲ့ကာလာသားကြီးတာနုဟာမဲ့ကြီးတို့လူစုကဝနာကိုထိုးချိတ်နေတာကိုတွေ့လိုက်ရတာကြောင့်ခါကြဓမ္မတူဆွဲထုတ်ပြီးမဲ့ကြီးတို့ကိုဟန့်တားလိုက်တယ်မဲ့ကြီးတို့ကလည်းကာလာသားကောင်းကိုတာနိုးကိုတော့ရှိနေလက်ရဲစိတ်ရဲ့မဟုတ်မခံစိတ်ရှိလို့ပြောသလိုလှုပ်တက်မှန်းတီတော့ဝနာကိုလှုပ်ပေးလိုက်တယ်မဲ့ကြီးကမျက်နှာတစ်ခုလုံးဖူးရောက်ပြီးသွေးတွေစီးကျနေတဲ့ဝနာကိုကြည့်ကအားရကျေနပ်နေတယ်ပန်းစကားနဲ့ငါနဲ့ကမကြခင်လက်ထပ်ဖို့လူကြီးချင်းပြောထားပြီးပြီဒီတော့နောက်မင်းကိုငါတို့ရွာနာမှာမတွေ့ချင်ဘူးဝနာမင်းခွဲစကားမပြောနဲ့မဲ့ကြီးပန်းစကားငါချစ်သူကမင်းကိုလက်ထက်เสียအကြောင်းမရှိဘူးဟဲ့အောင်နေတော်တော့မဲ့ကြီးမင်းခုထိမပြန်သေးဘူးလားဒီကောင်ကိုအချိန်နဲ့အမှန်တိုင်းသိအောင်ပြောပြလိုက်ပါကိုတာနို့ရေမဲ့ကြီးရဲ့စကားကြောင့်ဒေါသတကြီးဖြစ်သွားတဲ့ဝနဟာပြဿနာထက်တက်မှဆိုလို့ကိုတာနို့ဟန့်တားလိုက်တော့မဲ့ကြီးကမခိုးမခန့်ရီမောပြီးထွက်သွားခဲ့လေတယ်ကိုတာနို့ဟိုခွေးကောင်ပြောတာတကယ်မဟုတ်မဟုတ်လားပါကျွန်တော်တကယ်ချစ်တာပါကျွန်တော်ကလွယ်ပြီးဘသူ့အမလက်ထပ်မှာမဟုတ်ဘူးဆိုတာကျွန်တော်ယုံတယ်စေးထားဝနမဲ့ကြီးပြောသွားတာအမှန်နဲ့ပဲဗျာငါစကားမစုံသေးဘူးပန်းစကားမင်းကိုချစ်တာအမှန်ပဲခုကိစ္စမိမတွေစီစဉ်ကြတာကိုတာနိုကသူတို့လူမျိုးရဲ့မျိုးရိုးအစင်လာစောင့်တိုင်းပုံကိုပြောပြလိုက်တယ်ဝနရခိုင်လူမျိုးတယောက်မို့မျိုးနယ်မတူတာကြောင့်လက်မခံမဲ့ကြီးနဲ့ပေးစားဖို့အရေးပေါ်စီစဉ်လိုက်တာဖြစ်ပြီးပန်းစကားရဲ့ဆန္ဒမပါကြောင်းပြောပြလိုက်တယ်ကိုတာနိုစကားဆုံးတဲ့အခါမှာတော့ဝနတယောက်ငိုင်းကျသွားခဲ့တယ်ချစ်သူနဲ့ခွဲရတော့မယ်ဆိုတဲ့ပူပေတော့ကစိတ်အဟုန်ကသူ့ရဲ့စိတ်ကိုပြင်းပြစွာဖိနှိပ်ပြီးစိတ်ပူပေတော့ကတွေကတားဆီးမရနိုင်အောင်ဖြစ်နေတယ်ကိုကြီးတာနို့ကျွန်တော်ကိုကြီးပါဦးဗျာကျွန်တော်ပန်းစကားနဲ့မခွဲနိုင်ပါဘူးကိုကြီးရဲ့သူနဲ့ခွဲရရင်ယူယူမဟုတ်ရင်တေးရပါလိမ့်မယ်မင်းကငါတခုမင်းမယ်မင်းပန်းစကားကိုတကယ်ချစ်လားရိုးမြေကြလက်ထပ်ပေါင်းသိမ်းသွားပါမယ်လို့ဂရိပေးလားမပေးနိုင်စရာအကြောင်းမရှိပါဘူးကိုကြီးရဲ့ကျွန်တော်အသက်နဲ့လဲပြီးကျင့်ဝတ်ပါတယ်မင်းဂရိမတည်တော့မင်းအောင်မတွေ့တအောင်ရှာပြီးငါလိုက်တတ်မှာနော်မင်းတို့နဲ့ပေါင်းဖို့ငါရအောင်ကူညီမယ်ငါမျိုးနဲ့ဆိုတစ္ဆာဖောက်တယ်လို့ကိစ္စမျိုးဖြစ်နေတယ်ဆိုပေမဲ့တကယ်ချစ်တဲ့လူတွေကိုပေါင်းဖို့ငါရအောင်ကူညီမယ်ဟာဝမ်းသာလိုက်တာကိုကြီးရာကျေးဇူးလိုက်တင်ပါတယ်ငါပြောတာတေချာနားထောင်ဒီရက်ထဲမင်းငါတို့ရွာနာမလားနဲ့ငါတေချာအစီအစဉ်ဆွဲပြီးလာခဲ့ဆိုတဲ့နေရောက်မှရအောင်လာခဲ့ကြားလားဝနတယောက်ကိုတာနို့ကူညီမယ်ဆိုလို့သူ့အတွက်မျှော်လင့်ချက်မမဲ့သေးတာကြောင့်ဝမ်းသာသွားမိတယ်ကိုတာနို့ကလည်းအခုချစ်သူတို့ပေါင်းဖက်ဖို့ကူညီတဲ့ကိစ္စဟုတ်တာသူ့လူမျိုးတွေတိသွားရင်မျိုးနယ်စုကိုတစ္ဆာဖောက်တယောက်အဖြစ်တက်တက်လုံးနေသွားရတော့မှန်မှန်သိပြီမဲ့တကယ်တမ်းချစ်သူနှစ်ယောက်ကိုပေါင်းဖက်စီလိုတဲ့စေနာကြောင့်ကူညီဖို့ဆုံးဖြတ်လိုက်လေတယ်မိုးကာလတွေမို့ယခုရက်တွေလေပြင်းနေတိုက်လို့မိုးတဲထက်စွာရွာသွန်းနေတယ်။အိုးဘော်ကုန်းရွာချောင်းကတော့ချောင်းရည်တွေနဲ့တရှိန်တို့စီးဆင်းနေတယ်။ဝနာတို့ဒိုးနယ်ရွာကချောင်းရဲ့တစ်ဖက်ကမ်းမှာရှိတာကြောင့်မိုးရေကာလမှာတစ်ဖက်ကမ်းကိုသွားခြင်းလှို့ကိုအသုံးပြုပြီးဖြတ်ကူရတယ်။မိုးရွာချိန်မှာချောင်းရည်တအားစီးဆင်းနေတဲ့အချိန်ဆိုရင်အန်ရများတာကြောင့်မိုးတိတ်တဲ့နေ့တွေမှာပဲလှေနဲ့ဖြတ်ကူရတယ်။ဝနာကသူ့ရွာမှာငြိမ်နေပြီးကိုတာနိုးစီကဆက်သွယ်လာမဲ့သတင်းစကားတွေကိုစောင့်နေတာ2 ရက်လောက်ရှိသွားလိမ့်မယ်။ဒီတော့တွေသူ့ရဲ့စိတ်တွေကချစ်သူကိုသတိရစိတ်နဲ့နေမထိထိုင်မသာရှိနေတယ်။3 ရက်မြောက်နေ့မနက်ပိုင်းမှာတော့နေသားတယ်။ကိုတာနို့တယောက်ဒိုးနယ်ရွာစီရောက်လာခဲ့တယ်။ဟာကိုတာနို့မျောနေတာဗျအချင်းနေဘယ်လိုရှိလဲ။အေးအချင်းနေကအရေးကြီးလို့ငါလိုက်လာတာပဲဝန။မနေ့ပြန်မဲ့လူကြီးဆောင်ကနဲ့စစ်ဆက်အကြောင်းလဲပွဲလောက်ကြမှာ။ငါပန်းစကားတငယ်ကျန်းနဲ့တစ်စင်စာပေးခိုင်းလိုက်တယ်။လူလိတ်တန်နဲ့ထွက်လာဖို့မင်းဖုန်ကြီးကြောင်းသားရေကန်သားစောင့်နေမဲ့အကြောင်းမှထည့်ထားလိုက်တယ်။ကျေးဇူးပါပဲကိုကြီးတာနို့ရဲ့တကယ်ကျေးဇူးကြီးပါပြီလေ။ငါလည်းမင်းတို့ကိစ္စကိုအရေးဆုံးပြီးကိုညီတာဝနရဲ့ခုကိစ္စသာငါပါမှန်းသိသွားရင်မျိုးနယ်တစ္ဆပေါက်စေးနဲ့ကိုငါပါသွားမှာ။အခုကိစ္စငါနဲ့မဆားလေးတယောက်တခြားတနယ်ကိုတပတ်လောက်သွားနိုင်မယ်လို့သတင်းလွှင့်ပြီးထွက်လာခဲ့ရတာပဲကွာ။မကြီးတို့အုပ်စုသတိထားနော်။ရွာမှာခြေကျဲလိုက်နေတယ်။မင်းကိုတွေ့သွားလို့မဖြစ်ဘူး
ကိုတာနူကဝနအောင်မှားစရာရှိတာတွေကိုမှားလို့တခြားတစ်နေ့ကိုတပည့်စေရဲ့ရှောင်နေဖို့ထုတ်ခွာသွားခဲ့တယ်ဝနမှာလည်းရင်ခုန်စိန်ပေါ်စွာနဲ့ရွာလေစိတ်ကိုဆင်းလာပြီးတွေ့ရလှေတစည်းကိုလှော်လို့တစ်ဖက်ကန်းကိုရောက်ရှိသွားခဲ့ပါတော့တယ်ဖုန်ကြီးကျောင်းရှိတောအုပ်လေးကလူသွားလူလာလမ်းလေးနဲ့မနီးမဝေးမှာနေ့လယ်ပိုင်းအချိန်ကလေးကပုံခုလိုဝနရှိနေတယ်မိုးကကောင်းငင်မှာတိမ်မဲတွေညှို့လာလို့တဲတဲမဲမဲရွာလာနေတယ်ဝနတနေ့ကိုတနေ့ကမိုးရီထဲမှာရှိနေတယ်ပန်းစကားအိမ်ကအခြေအနေမကောင်းလို့ထွက်မလာနိုင်တာလားဒါမှမဟုတ်သူတို့နှစ်ယောက်ပြင်းမဲ့အစီအစဉ်ကိုလူကြီးတွေများသိသွားကြပြီလားဆိုပြီးအမျိုးမျိုးအဖုံဖုံတွေးကဝနစိတ်ပူနေမိတယ်ဒီအချိန်တောအုပ်လမ်းလေးတိုင်းခြေကိုတုပ်ပြေးလာတဲ့ပန်းစကားကိုတွေးလိုက်ရတာကြောင့်ဝနတယောက်ဝမ်းတောင်မှုကစိုးပွေရမရှိအမလေးလမ်းလိုက်တော့ကိုဝနရဲ့လာပါမလားလို့အကိုလည်းပန်းလာမလားလို့တွေးနေမိအားမဲကြီးရဲ့လူတွေရောအိမ်ရလူကြီးတွေရောမျက်စိအောက်ကအပြောက်မခံကြလို့အကိုရဲ့အခုလည်းနောက်ဘေးအိမ်သာသွားမယ်ဆိုပြီးလစ်ထွက်လာတာလှိပ်ပါလာတဲ့ပန်းအကိုတို့တစ်ဖက်ကအမြင်ရအောင်ပြေးကြမယ်ပုံးကွယ်နေရကလမ်းရှိထွက်လာတဲ့ဝနကိုရုတ်တရက်တွေးလိုက်ရတာကြောင့်ပန်းစကားပြေးလာတဲ့အချိန်နဲ့ထိတ်လန့်မောပန်းလို့ကြောက်ရွံ့တုန်ရတဲ့အတန်းနဲ့စကားပြောလာတယ်ချစ်သူနှစ်ဦးဝမ်းသာအားရနဲ့ရှိနေကြတဲ့အချိန်ရွာထွက်လမ်းနဲ့အကောင်ပိတ်တာသူတို့ဝေးမရောက်တော့သေးဘူးမဲကြီးရဲ့ကျင်းဝတန်ကခလန်းလန်းရွာဘက်စီကကြားလိုက်ရတာကြောင့်နှစ်ယောက်သားတယောက်မျက်နှာတယောက်ကြည့်ပြီးလက်ကိုတင်းတင်းကြက်ကြက်ဆုပ်ကန်လိုက်တယ်ပြီးတော့ဝနလေထားတဲ့နေရာစီကိုမိုးရီထဲမှာတယောက်လက်ကိုတယောက်တွဲလို့ပြေးကြပါတော့တယ်ဟာဟိုမှာပန်းစကားနဲ့ဟိုကောင်လိုက်မလို့စိတ်နဲ့နောက်ကလိုက်လာကြတဲ့သူတွေကသူတို့တွေ့သွားပြီဆိုတော့နှစ်ယောက်သားပြေးအားမြင်လိုက်ကြတယ်လေနီကိုရောက်တဲ့အခါမှာလှေပေါ်စီပန်းစကားကိုအရင်တက်စီလို့လှေကျိုးဖြုတ်ကဝနခုန်တက်လိုက်လေတယ်ချောင်းပြားမအရက်စီကချောင်းရည်တွေမိုးရွာချဲကြောင့်တရှိန်တို့စီးကြလာခဲ့တယ်မဲကြီးတို့လူစုချောင်းနဲ့ရောက်လာတဲ့အခါလှေရရေးလဲကိုရောက်ရှိသွားလိမ့်ပြီမဲကြီးတို့လူစုကန်းဆက်ဘေးကိုရောက်ပြီးမရှိမနှောင်းပါပဲပန်းစကားရဲ့မိဘတွေနဲ့တခြားလူတွေကလှေစိတ်စီကိုရောက်ရှိလာခဲ့တယ်ချောင်းရည်ဟာတဟုန်တို့စီးစင်းလေတော့လှေငယ်ဟာဖက်ရွက်ငယ်လေးပမာရေထဲမှာလွန်းလွန်းနေတယ်ပန်းစကားလှေနဲ့နှစ်ဖက်ကိုတင်းတင်းဆုပ်လို့ကြောက်လန့်နေတယ်လို့ဝနကလည်းလှေကိုမတိမ်မောက်စီဖို့တက်ကိုအားဆိုင်ပြီးလှောက်ခတ်နေတဲ့အချိန်ရည်စည်းတွေစုပေါင်းရာကဖြစ်ပေါ်လာတဲ့ဝဲကြော့တစ်ခုဟာလှေငယ်လေးကိုဝဲကြော့အတွင်းဆွဲသွင်းသွားလေတယ်ကိုဝနပန်းလေတိမ်မောက်ခြင်းနဲ့အတူတူပန်းစကားရဲ့ကြောက်လန့်တကြားအော်တန်နဲ့အတူရေထဲနင်းမြုပ်သွားလေတယ်ဝနရေပေါ်ကိုဖို့လို့ပန်းစကားအတွက်စိုးရင်ကရေအောက်ကိုငိုရှိုးရင်ပန်းစကားကိုရှောက်ပွေနေမိတယ်ပန်းစကားကရေကူးအနေပါတက်တယ်ဆိုပေမဲ့လည်းယခုလိုရေစီးကျဲတဲ့နေရာမျိုးမှာရုတ်တရက်မို့ကုခတ်မရပဲရေထဲနဲ့သွားတယ်ဝနရေထဲစီကိုငိုရှိုးရင်ပန်းစကားကိုကန်ကောင်းထောင်းမစွာတွေ့လေတော့လက်ကိုတင်းတင်းဆုပ်လို့ရေပေါ်စီကိုပြက်ပေါ်လာတယ်ကမ်းပေါ်ကလူတွေကယခုလိုရေစီးကျဲတဲ့အခြေအနေမျိုးမှာရေလက်ကိုဘယ်သူမှမစင်းဝင်ကြအောင်ဝနတို့ချစ်သူနှစ်ယောက်ရေစီးနဲ့မျောပါနေတယ်ပန်းကိုဝနကိုတွေ့ပြီးကန်းဆက်ကိုမှေးပြီးကိုတအားမဖတ်ထားနဲ့ပန်းစကားကြောက်လက်စိတ်လွန်ကဲနေတာမို့ဝနရဲ့လက်ဘင်းကိုအတိတ်ဖတ်ထားတော့နှစ်ယောက်လုံးမြုပ်မလို့ဖြစ်နေတာကြောင့်ဝနကပန်းစကားကိုသတိပေးလိုက်တယ်ဝနရဲ့သတိပေးစကားကြောင့်ပန်းစကားဟာဝနကိုလက်တစ်ဖက်ကကန်လို့ကူးလေတယ်ရေစီးကအရှိတ်ပြလွန်းတာကြောင့်နှစ်ယောက်သားအောက်ကိုရေစီးနဲ့အတူတူမျောပါနေတယ်တကယ်လို့ယခုအတိုင်းသာအောက်ကိုဆက်လက်မျောပါနေမယ်ဆိုရင်ချောင်းဝအပြင်ဘက်ချောင်းကျက်ကြီးစီကိုရောက်သွားရင်တေဖို့ပဲရှိတော့တယ်ဒီအချိန်မှာပဲချောင်းစီကိုင်းနေတဲ့ရေတဖက်ပင်ကြီးတစ်ပင်ဟာရေထဲကိုညှို့ကျနေတဲ့အကိုင်းသေးတကိုင်းကိုဝနကလက်တစ်ဖက်နဲ့ဖမ်းဆုပ်ထားလိုက်တယ်ပြီးတဲ့နောက်မှာတော့ပန်းစကားကိုပါကိုင်းခိုင်းထားလိုက်တယ်နှစ်ယောက်သားအပင်ကိုင်းကိုခုံလို့ရေထဲမှာရှိနေကြတယ်ဝနကအကိုင်းရဲ့အခြေအနေကိုလေ့လာကြည့်လိုက်တော့လူနှစ်ယောက်ဆွဲအားနဲ့အကိုင်းကတဖြစ်ဖြစ်မြည်နေတယ်ပန်းကိုဝနပန်းကိုအသက်ထမကချစ်တယ်ဆိုတာပန်းယုံပြီးပါပန်းနဲ့ချစ်သူဖြစ်ခွင့်ရခဲ့တာကိုဝနဘွားအတွက်အပျော်ရွှင်ရဆိုအခိုက်တက်နေပါပဲချစ်ရှိနေတဲ့ဘွားကိုပျော်ပျော်ရွှင်ရွှင်ဖြစ်သားမှာပန်းဟင်ကိုဝနဘယ်လိုစကားတွေပြောနေရလဲဒီတက်ကိုင်းအလေးအားနှစ်ယောက်အားအလေးဆိုရင်မကြခင်ပြက်ကြလိမ့်မယ်ပန်းတယောက်တည်းဆိုရင်တော့ဘာမှမဖြစ်တော့ဘူးကိုဝနတေတူရှိတူပဲနော်ဘာဖြစ်မခွဲဘူးနော်ကိုဝနဂရိမတီနိုင်တာတောင်းမှမှာပဲပန်းရဲ့ကျန်နေတဲ့လူဘွားကိုပျော်ပျော်ရွှင်ရွှင်နေသွားပါကိုဝနပန်းစီကိုတင်းနေရအောင်ပြန်လာခဲ့မယ်နှုတ်ဆက်ခဲ့ပါတယ်ပန်းကိုဝနဝနကပန်းစကားနှုတ်ဆက်စကားဆိုရင်
တစ်ကိုင်းကိုကင်ထားတဲ့သူ့လက်ကိုဖြုတ်ချလိုက်တော့ရေစည်းနဲ့အတူမျောပါရင်မြုပ်ချီပေါ်ချီရှစ်နေရကနောက်ဆုံးလုံးဝပေါ်မလာတော့တာကိုပန်းစကားမြင်တွေ့လိုက်ရတယ်။ပန်းစကားရဲ့ရေခွဲပက်လက်ငိုရှိုက်တန်ရောဆိုလို့ဝနကိုခေါ်နေတဲ့အတန်ဟာကြားရောက်သူအပေါင်းကိုစိတ်နှလုံးကိုတနာဂယုဏတက်စီပြီးမျက်ရည်ဝဲစေတယ်။ရွာလူတွေရောက်လာပြီးပန်းစကားကိုကဲတင်သွားကြတယ်။ပန်းစကားစိတ်တွေခဏမငြိမ်ဖောက်ပြန်နေသူလိုငိုလိုက်ရီလိုက်ဖြစ်နေတယ်။ဇလန်းကတော့ဒါပါပဲကွာ။ဝနသေးပြီးနောက်ပိုင်းမှာပန်းစကားမင်္ဂလာပွဲကိစ္စဖြတ်လိုက်တယ်။တကယ်လို့အတေးကျက်စီးစင်းမယ်ဆိုရင်သူ့ကိုယ်သူတက်သိမယ်လို့ပြောထားတော့မိဘတွေလည်းဘာမှမတတ်နိုင်ပဲပွဲဖြတ်လိုက်ရတယ်။မဲ့ကြီးကတော့သူများကိုမျိုးနယ်တစ်ဆက်ပေါက်လေးဘာလေးမိမလိုမိမရပြောပြီးတော့တကယ်ချစ်သူတွေတေခွဲကွဲအောင်လုပ်ခဲ့တဲ့အပြစ်တွေကြောင့်ပဲထင်ပါရဲ့ဝနရင်မြုပ်ပြီးတပတ်လောက်ကြာတဲ့အချိန်မှာပဲကျွေးလိုက်ခက်လို့ပြေးတာချော်လဲပြီးရင်မက်ကိုငေါ့ထိုးတေးပါရော့လားဦးတာနုကသူ့ဇလန်းနဲ့သူ့ကိုယ်တိုင်နဲ့မျောရင်မင်းခိုင်ကိုတတိယလိုကြည့်လိုက်တော့ရှက်ကြီးတင်းငင်ငိုကြွေးနေတာကိုတွေ့လိုက်ရပါတယ်ကိုကြီးတာနုကျွန်တော်အတိတ်အကြောင်းတွေအားလုံးကိုပြင်မမိပြီဟင်ဟုတ်တယ်ကိုကြီးတာနုကျွန်တော်အရင်ဘဝအကြောင်းတွေအခုတော့အကုန်ပြင်မမိပြီပန်းသူရောအိမ်တော်ရက်သားကြသွားပြီလားဦးတာနုတရားကိုပါဇက်အောင်သာဖြစ်ရပြန်တယ်အောင်ဝမ်းသာစိတ်တွေနဲ့မယုံကြည်နိုင်လောက်တဲ့လောကကြီးရဲ့စန့်ကျင်မှုကြီးကမင်းခိုင်ဟာဝနဝန်စားသူဖြစ်နေကြအောဝေရပဲသူ့ကိုကြီးတာနိုးလို့ခေါ်ပုံခေါ်နေရဝနခေါ်တာနဲ့တူနေတယ်ပန်းစကားအခုထိအိမ်နောက်မပြုတ်ဝဲရှိနေတယ်ဟိုတလောကမင်းနဲ့တွေ့တာပန်းစကားပဲဝနအဲ့လေမင်းခိုင်ဝနလိုပဲခေါ်ပါကိုကြီးတာနိုးကျွန်တော်အခုလိုကျွန်တော်ရဲ့အတိတ်တွေကိုပြန်ပြီးသတိရပြီဆိုတော့ပန်းကိုတွေ့ကျင်လိုက်တာဗျာငကိုအိမ်မမဟုတ်လားကျွန်တော်သွားတွေ့မယ်ခဏလေးဝနပန်းစကားနဲ့ပတ်သက်ပြီးမင်းမသိသေးတာရှိသေးတယ်နောက်ပြီးတော့မနေ့ပြန်ဆိုရင်ပန်းစကားလက်ထက်တော့မယ်ဗျာပန်းလက်ထက်တော့မယ်ဟုတ်လားအခုရဲ့ဒီအပြိုကြီးဘွားနဲ့နေတဲ့ပန်းစကားကိုမိဘတွေကအိမ်အောင်ပြုတ်ခိုင်းနေတာကြပြီခုလည်းနှစ်တွေအများကြီးအပြိုကြီးဘွားနဲ့နေလာခဲ့တယ်ဆိုပေမဲ့ခုကမိဘတွေကအသက်လည်းကြီးပြီဆိုတော့သူတို့ကျမ်းမာရေးကိုထောက်ထားပြီးအိမ်အောင်ပြုတ်ဖို့စီစဉ်လာကြတယ်ဝနသေးတဲ့နှစ်တွေကလည်းကြာပြီမို့ခုလောက်ဆိုဖြစ်သိနိုင်လောက်ပြီလို့တွေးကြတာပေါ့ဟာဗျာပန်းကိုကျွန်တော်ပြန်လာကြောင်းသွားပြောမယ်ကျွန်တော်ပန်းကိုလက်ထပ်မယ်ဝနခုကပန်းစကားနဲ့မင်းနဲ့ကအမင်းနဲ့သားရည်ဖြစ်နေရနော်ပဝင်းကျင်ပြောစကားမင်းခံနိုင်ပါမလားနောက်ပြီးမျိုးနယ်စုစီကဲတွေကခုထိမပြောင်းလဲသေးဘူးနော်အိုးဘာပဲဖြစ်ဖြစ်ဗျာကျွန်တော်ခုလိုလူဘွားပြင်အောင်လာတာပန်းနဲ့မပြီးဆုံးသေးတဲ့ဇလန်ရှစ်ဆောက်ဖို့ပဲကိုကြီးတာနော်ကျွန်တော်ကိုကူညီပေးပါဗျာဦးတာနိုတယောက်ဝနဝင်စားတဲ့မင်းခိုင်ကိုကြည့်ကတက်ပြင်းချလိုက်တယ်ဝနအသေးဆုံးတဲ့သတင်းကြားစဉ်ကသူ့ကြည့်ကွဲစွာခံစားခဲ့ရတယ်ပန်းစကားနဲ့ဝနကိုပေါင်းဖက်ဖို့သူ့အကူအညီပေးခဲ့တာမအောင်မြင်ခဲ့ဘူးယခုတစ်ချိန်အောင်မြင်အောင်ကူညီမဲလို့စိတ်ဆုံးဖြတ်ချက်ချလိုက်တယ်ပန်းစကားလာတက်တဲ့နေရာတစ်ခုရှိတယ်မင်းအဲ့ဒီကိုသွားပြီးပန်းစကားကိုတောက်တွေ့လို့ရတယ်ဝနညနေဆောင်ပြီတင်းရင်ရေးကျက်လာတဲ့အလှပိုက်ရှင်မမဲချော်လေးတယောက်ကရေအိုင်ကြီးရဲ့အနီးမှာရှိနေတယ်အဲ့ဒီမမဲချော်လေးကပန်းစကားပဲဖြစ်ပါတယ်ဒီရေအိုင်ဘေးကိုရာသီဥတုတာယာတဲ့နေ့တွေမှာတစ်နေ့တစ်ခါရောက်အောင်လာတတ်တယ်ဝနတယောက်လွန်ခဲ့တဲ့16နှစ်ခန့်ကသူမဘွားတွေကထွက်ခွာသွားပြီဆိုပေမဲ့မနေ့တနေ့ကလုံးစိတ်အတွေ့ခံစားနေရတယ်သူမရဲ့စိတ်ကူသူမရဲ့အတွေ့ထဲမှာဝနသေဆုံးခြင်းမရှိပဲအမြဲတစေရှင်သန်နေမိတာယခုအသက်အရွယ်ထောက်လာတော့မိဘတွေရဲ့ဆန္ဒကိုညှင်းဆက်မြလူကြီးတွေရဲ့ဆန္ဒအရမနေ့ပြန်ဆိုရင်သူမလက်ထက်ရတော့မယ်နောက်လာဆိုရင်ယခုလိုအမြဲနဲ့ရေအိုင်အနီးလာဖို့မလွယ်ကူတော့ဘူးကောလွန်ခဲ့တဲ့တစ်ပတ်လောက်ကလက်ထက်ရမယ့်အရေးကြောင့်စိတ်တွေရှုပ်ထွေးပြီးမိမိလှုပ်ချင်ရလှုပ်ကရေထဲဆင်းနေတဲ့အချိန်မှာဝနနဲ့တူတဲ့ကောင်လေးတယောက်ကရုတ်တရက်လာခဲ့တာကြောင့်ဝနများတေယာကပြက်ရှင်လာလေလားလို့တွေးနေမိတယ်ဒါပေမဲ့အရွယ်ကလွန်ခဲ့တဲ့16နှစ်ကအရွယ်မို့ဝနမဟုတ်မှန်သိနေတဲ့အခါမှာသူမရင်နာရပြန်တယ်ပန်းဟင်သူမနာမည်ကိုအဖျားဆုပ်ခေါ်လို့တောင်စဲလမ်းလေးအတိုင်းပြေးလာတဲ့ဝနကိုမြင်လိုက်ရတာကြောင့်ရင်ကဒိတ်ကနေခုန်သွားတယ်နောက်မှဝနနဲ့တူတဲ့ကောက်လေးမသိလို့ဒေါသဖြစ်သွားတယ်မင်းလူကြီးသူမကိုလေးစားရမှမသိဘူးလား
ငါမွေးရင်ငါသားအရွယ်လေးရများမလေးမခန့်နဲ့ပန်းကိုအားလုံးမှတ်မိပြီကိုဟာဝန်နောက်ဝင်စားသူပဲကောင်းလေးမင်းလွန်သွားပြီနော်မင်းစနောက်နေတာရက်တန်ကရက်တော့ပန်းစကားတယောက်သူမသားအရွယ်ကောင်းလေးကဝန်နောက်ပါလို့ပြောလာလို့ဒေါသဖြစ်သွားတယ်ဝနာသူ့စကားကိုပန်းစကားမယုံတာကြောင့်ဘလို့ရှင်းပြရမှမသိအကြံရခတ်နေတယ်နောက်မှဝနာရက်ခဲ့တဲ့ကြောက်တုံးအနာကိုသွားရက်လို့လက်ကိုဒုံချောင်းလေးတစ်ချောင်းနဲ့လှိပြက်ဟန်ပြူလိုက်တယ်ကိုဝနာအချစ်ကိုဟော်ရီကြီးအညီကိုတစ္ဆာပြုတ်ပြီးတိုင်တဲပါတယ်ပန်းစကားပေါ်မှာချစ်ခဲ့တဲ့ကိုဝနာရဲ့အချစ်သာစစ်မှန်ခဲ့ဒီအပြေကြီးဟာနှလုံးသွေးအယောင်အနည်းအောင်အဖြစ်ပြောင်းလဲသွားပါစေလို့လောကပါလာနှံများကိုတိုင်တဲပြီးကျိတ်ဆိုပါတယ်ဟင်ဒေါသနဲ့လှည့်ပြဲမဲ့ပြုတ်နေတဲ့ပန်းစကားတယောက်ဝနာကျိတ်ဆိုတဲ့စကားကိုကောင်လေးစီကပြန်လဲကြားလိုက်ရတယ်လို့ထူးဆန်းစွာနဲ့ရေပြင်ကြီးကသွေးနေအောင်အဖြစ်ပြောင်းလဲသွားကြောင်းတွေ့လိုက်ရတယ်ပန်းစကားတယောက်ကအော်ချင်းမယုံနိုင်ခြင်းတွေနဲ့ဝနာတစ်ဖြစ်လဲမင်းခန့်ကိုငေးကြည့်နေမိတယ်မင်းအဲ့ဒီစကားတွေဘယ်ဟာကြားလာတာလဲကောင်လေးမင်းဘာလို့လဲဒီစကားတွေကပန်းနဲ့ကိုဝနာပဲတည်တယ်လှုပ်ဝဲစကားတွေလေနောက်ပြီးတော့ကျွန်တော်ကြိတ်ဆိုမှုမှတ်ကန်ကြောင်းရေအန်ကြီးကတက်တိခန့်နေတာပဲပန်းရဲ့မဖြစ်နိုင်ဘူးဒါဘလို့မှမဖြစ်နိုင်ဘူးဖြစ်နိုင်ပါတယ်ပန်းစကားရဲ့မင်းခိုင်ဟာဝင်နောက်ဝင်စားတဲ့သူပါကိုကြီးတောင်တို့ဒါတကယ်ပေါ့ဟုတ်လားမယုံကြည်နာပေမဲ့ဒါတကယ်အမှန်တရားတွေပဲပန်းစကားဒါတကယ်ဆိုရင်တော့မှအတိတ်တွေကိုအသက်ပြမစားပြစေနဲ့တော့ကိုဝနာကကျမအတွေ့ထဲမှာအမြဲတမ်းရှင်းတတ်နေတယ်ဒီအတိုင်းလေးပဲတက်တက်လုံးနေသွားပြစီတော့ပန်းစကားမယုံမကြည်နိုင်ဖြစ်နေတဲ့အချိန်ဦးတောင်တို့ရောက်လာပြီးတော့အကျိုးအကြောင်းပြောပြတဲ့အခါအော်ဝေခွဲရခတ်စွာနဲ့မင်းနိုင်ကိုဝနာအဖြစ်လက်မခံလို့အကြောင်းပြောပြီးအဲ့ဒီနေရာကနေငိုရှိုက်လို့ပြစ်ထွက်သွားခဲ့တယ်မင်းနိုင်ကလည်းကြေခွဲစွနှင်းဆောင်ကိုလို့ပန်းစကားနောက်ကိုပြေးလိုက်သွားဖို့ပြင်းတဲ့အချိန်ဦးတောင်တို့ကမင်းခိုင်ရဲ့လက်ကိုဆွဲထားလိုက်တယ်ပါဟာကျွန်တော်ဝနာအဖြစ်လက်မခံအောင်ကိုကြီးရဲ့ကျွန်တော်အရန်ခံစားရတယ်ဗျာစိတ်လျှော့ပါညီလေးရာသူလည်းရုတ်တရက်မို့အဖြစ်မှန်ကိုလက်ခံဖို့ခရင်နေတာဖြစ်လိမ့်မယ်နောက်သူအဖြစ်မှန်ကိုလက်ခံလိုက်ငါညီစီရောက်လာပါလိမ့်မယ်ဦးတာနိုးကသူ့ကိုဖတ်လို့ခလေးတယောက်လိုငိုနေတဲ့မင်းငိုင်ကိုနှစ်သိမ့်ပေးနေတယ်မင်းငိုင်ကသူ့အတွက်ချစ်ခင်ရတဲ့ညီငယ်လေးဝနလိုပဲသဘောထားနေတယ်ပါကိုဝနစောင့်နေကြရေအိုင်မင်းမှာစောင့်နေမယ်တကယ်လို့ပန်းအနေနဲ့ကိုဝနကိုတကယ်ချစ်တယ်ဆိုရင်ခုချိန်ထိချစ်သေးတယ်ဆိုရင်ကိုဝနစီကိုလာခဲ့ပါကိုဝနတို့အရင်စီစဉ်ထားသလိုတခြားနေရာဒေသတစ်ခုကိုသွားပြီးတော့ဘဝတစ်ခုကိုတိဆောက်ကြမယ်ပန်းလာမဲ့အချိန်ရေအိုင်မေးစောင့်နေကြနေရစောင့်နေပါမယ်မတ်တင်ခုံမော်တင်ထားတဲ့စာရွက်ခောက်လေးကိုဖတ်နေတာဘယ်နဲ့ချိန်ရှင်းနေပြီမှန်းတော့ပန်းစကားမသိတော့ဦးတောင်တို့လာပြီးတဲ့စာရွက်ခောက်လေးကိုဖတ်ရင်ပန်းစကားတွေ့ဝင်နေမိတယ်သူမစိတ်ကူးအတွင်းထဲကဝနာကိုအပြစ်မှလူဝင်စားတယောက်အဖြစ်ပြန်လဲတွေ့နေရတဲ့အခြေအနေကိုသူမစိတ်တွင်းထဲကလက်ခံမှုခဲရင်းနေတယ်အရွယ်တင်နှုတ်ပြုံမှုကြောင့်သာ30ကျော်အရွယ်ထင်ရှားတဲ့ပန်းစကားတကယ်တော့အသက်က38နှစ်ကျော်လို့39နှစ်အတွင်းထဲကိုချင်းချင်းဝင်ရောက်လာခဲ့ပြီမင်းငယ်ဟာသူမနဲ့သာဆိုရင်တားနဲ့အမေရွယ်ဖြစ်နေတဲ့အကြောင်းကလည်းထက်တွက်စရာပဲမန်နေကုန်ရှိအလှပြင်းမှုထားနေတာကတနားခက်ရှိနေပြီဆိုပေမဲ့ယခုအထိအလှမပြည့်ဖြစ်သေးညလည်းအိတ်တဝက်နှုတ်တဝက်ဝနာကိုသတိရစိတ်နဲ့ငုံမိလေရဲ့မင်းငယ်တယောက်ကအခုချိန်လောက်ဆိုရင်ဘာလုပ်နေမလဲသူမမလာတာကြောင့်ဝမ်းနဲ့ကြေကွဲနေမှလားလူငယ်ပြီးအချစ်စိတ်ကြောင့်တခုခုများလှုပ်သွားလိမ့်မလားဒီအတွေ့တွေကပန်းစကားရဲ့စိတ်နှလုံးကိုပြင်းစွာထိတ်လန့်တုန်လှုပ်စေတယ်။သမီးကြီးအလှပြေအဝတ်စားလဲတော့လေမကြခင်မင်္ဂလာပွဲစတော့မယ်။မိခင်ဖြစ်သူရဲ့စကားကိုကြားရတဲ့အချိန်သူမရဲ့စိတ်တွေစောက်တရားမရတော့မကြခင်မှာသူမဟာတခြားတယောက်ရဲ့ဇနီးမယားဖြစ်ရတော့မယ်။ဇနီးမယားကောင်းပြီးသားစွာဝနာကိုလည်းမေ့ပြရတော့မယ်။ဝနာကိုမေ့ပြရမယ့်အတွေ့အပန်းစကားရဲ့စိတ်နှလုံးကိုအထူးတလဲတုံလို့ခြောက်ချားစီတယ်။အဝေးချောင်းပြပိုင်းအရက်စီမှာတော့မိုးတွေညှို့နေတယ်။မိုးရွာနေပြီထင်ပါရဲ့။မင်းငယ်ရဲ့မြဝင်းအိမ်မှာလည်းမျက်ရည်တွေရေဝိုင်းနေတယ်။ရွာအတွင်းထဲကမင်္ဂလာအခါတော်ပေးမိုက်တန်ပြက်လွင့်လာခဲ့ပြီ။ရွာเจ้าဆရာတော်ကမင်္ဂလာစွန့်ကြွေးအတွက်ပြင့်ထားတော့ဦးတော်တို့လည်းလိုက်ပါသွားလိုက်တယ်။မင်းငယ်ဟာပန်းစကားများလာလေမလားဆိုတဲ့မျှော်လင့်ချက်နဲ့ညကလေးကတနေ့ကိုရေအိုင်ကြီးဘေးမှာစောင့်နေတယ်။
ညာတီရေအိုင်ကြီးဘေးမှာရှိနေတာကြောင့်ဦးသာနိုးကျောင်းပေါ်ခေါ်သိပ်ထားရတယ်။အခုလည်းမနဲ့မိုးမလင်းခေကလေးကရေအိုင်မီးမှာရှိနေတယ်။မင်္ဂလာအခါတော်ဘေးတေးတံပြန့်လွင့်လာတဲ့အချိန်ရောက်မှစိတ်နှလုံးဒုံဒုံချကမျောလင်းချက်ကိုလက်လွတ်လိုက်လေတယ်။ဘာဖြစ်လို့များပန်းစကားကိုချစ်တဲ့ဝဏအပြည့်ဝင်စားပြီးငါမွေးဖွားလာရတာလေ။တကယ်ဆိုရင်ငါစိတ်ကိုငါပိုင်တဲ့လူသားတစ်ယောက်ဖြစ်စိတ်သစ်လူသေးမွေးမလာရတာလေ။လောကကြီးကငါ့ကိုတမင်တကာဒုက္ခတွေခံစားရဖို့မွေးဖွားလာခိုင်းတာလားမဖြစ်စေရအောင်ဒီလိုမဖြစ်စေရအောင်မင်းငိုင်ကမျက်ရည်တွေနဲ့ငိုရှိုက်လို့ရေအိုင်တွေးဆင်းနေခဲ့တာဒူကနေခါနေရင်မဲ့ရေအနက်ကိုရောက်လာခဲ့လိမ့်ပြီကိုဝနပန်းစကားခေါ်တဲ့အတာသူ့နာအတွင်းထဲမှာကြားနေရတယ်သူစိတ်ဆွဲလို့ကြားနေရတာလားမင်းခိုင်တွေးနေမိတယ်ဒုတိယအချိန်ပြန်ကြားရတဲ့အခါကျမှသူစိတ်ကူးရင်လို့ကြားနေခြင်းမဟုတ်မှန်းသိတာကြောင့်အတန်လာရစီကိုကြည့်လိုက်တော့သူတို့သမီးဝစ်စုံနဲ့တောင်စင်းလန်းအတိုင်းအော်ပြီးပြေးစင်းလာတဲ့ပန်းစကားကိုတွေ့ရတယ်။မင်းငိုင်ကရေအိုင်အတွင်းထဲတက်ပြေးလာပြီးပန်းစကားစီကိုပြေးလို့တယောက်ကိုတယောက်လွတ်ထွက်ပြောက်ကွယ်သွားမှစိုးလို့ဖတ်ထားလိုက်ကြတယ်။မလာတော့ဘူးလို့တော့ထင်နေတာပန်းရင်ပန်းစိတ်ကိုပန်းညံနေတယ်လို့ဖြစ်မိတာ။တကယ်တမ်းကိုဝနနဲ့ခွဲပြီးတခြားလူနဲ့လက်ထပ်ရမယ်ဆိုတာသိတော့ပန်းဘလုံးမှမခံစားနိုင်တော့လို့မင်္ဂလာပွဲရထွက်ပြေးလာတာဒီအချိန်မှာပဲမင်္ဂလာပွဲရသူတို့သမီးထွက်ပြေးသွားတာကြောင့်မင်္ဂလာပွဲရလူတွေကသူတို့သမီးနောက်ကိုလိုက်လာခဲ့ကြတာရေကန်นี่ဖုန်ကြီးကျောင်းရဲ့တောင်ငုံပေါ်ကိုရောက်လာခဲ့ကြတယ်ကိုဝနာတို့ခွဲမဲ့လူတွေလာနေကြပြီပန်းကိုဝနာတို့ဒီနေရာကနေအမြန်ပြေးမှဖြစ်တော့မယ်မင်းငိုင်ကပန်းစကားရဲ့လက်ကိုဆွဲလို့နေရာကနေရေခမ်းချောက်နေတဲ့ချောင်းစီကိုဆေးပြေးကြတယ်နောက်ကလူတွေကလည်းအမျိုးမျိုးအဖုံဖုံအော်ဟစ်လို့နောက်ကလိုက်လာကြတယ်။မင်းငါရဲ့စိတ်ထဲမှာတော့သူဟာတစ်ချိန်ကပန်းစကားနဲ့လှိန်နဲ့ထွက်ပြေးဘူးတဲ့အတိတ်နှစ်ရက်စီကိုပြန်ရောက်လာခဲ့တယ်။ပန်းစကားရဲ့လက်ကိုဆွဲလို့ရေခမ်းချောက်နေတဲ့ချောင်းအတိုင်းတစ်ဖက်စီကိုပြေးနေတဲ့ချိန်ချောင်းလေကိုအရောက်တဝဝအတန်ကြီးတွေကြားလိုက်ရတယ်။ဒီအတန်ကိုအစဘာအတန်မှမသိကြအောင်။နောက်မှချောင်းပြအရက်မှာမိုးရွာနေရကကျလာတဲ့ရေလုံးကြီးမှသိပြီးနောက်ကလိုက်လာတဲ့ရွာသားတွေကကမ်းမက်စီကိုပြေးလို့ကမ်းမော်ပြေးတက်လိုက်ကြတယ်။ဝနာနဲ့ပန်းစကားတော့ချောင်းရည်တွေရေတွေကျနေကြောင်းသိချိန်ကက်ဆက်ကိုပြန်ပြေးဖို့လှုပ်ကြတယ်ဆိုပေမဲ့သွေးနေကြီးအိုင်အဆက်လောက်စီကိုသာရောက်ကြတယ်။ရေလုံးကြီးတွေကအရှိအဟုန်နဲ့တရှိန်တို့ဆင်းလာတော့လူတရက်ခက်မြင့်နဲ့သွေးနီကံဘေးကြောက်တုံးကြီးတုံးရဲ့ဘေးမှာကက်ရက်လို့တယောက်မျက်နှာတယောက်ပြုံးကြည့်ပြီးတယောက်ကိုတယောက်ဖက်ကမျက်လုံးတွေမှိတ်ထားလိုက်ကြတယ်။ချောင်းတဲ့အရှိန်နဲ့ကျဆင်းလာတဲ့ရေတွေကတချောင်းလုံးပြစ်ရှာကအရှိန်နဲ့စီးဆင်းနေတယ်။မိုးကလည်းတဲထက်စွာအညိုတကြီးရွာချလိုက်တယ်။ရွာသားတွေကစိတ်ထဲမှာတချင်ကဝနနဲ့ပန်းစကားတို့ရဲ့စိတ်မကောင်းစရာဇလန်းတကြော့ပြက်လဲလာခြင်းလို့ထင်မြင်နေမိတယ်။ဦးသာနိုးကလည်းဖုန်ကြီးကျောင်းတောင်ကုန်းပေါ်မှာရှိနေတယ်။သူတို့သမီးမင်္ဂလာပွဲအောင်ထွက်ပြေးလာပြီးချစ်သူနှစ်ဦးလွတ်မြောက်ပါစေတော့ရေလို့ဆုတောင်းကသူလည်းနောက်ကနေလိုက်လာခဲ့တယ်။တောင်ပေါ်ကနေလှမ်းကြည့်လိုက်တဲ့အချိန်မှာတော့မင်းခိုင်နဲ့ပန်းစကားချောင်းတိုင်းလက်ချင်းချိတ်လို့ထွက်ပြေးသွားတာကိုမြင်နေရတယ်။ဒါပေမဲ့ရက်ဆက်သောကံကြမ္မာကနောက်တစ်ချိန်တကြော့ပြက်လာနေတယ်။ယခုတစ်ချိန်မှလည်းချစ်သူနှစ်ယောက်ကိုချမ်းမထားရခဲ့တော့နှစ်ယောက်လုံးကိုရေအောက်စီဆွဲခေါ်သွားခဲ့လိမ့်ပြီ။ဦးသာနိုးတယောက်ချစ်သူနှစ်ယောက်နောက်ဘဝများရှိယခုလိုအဖြစ်ဆိုးများမကြုံမရစေနဲ့တော့လို့မျက်ရည်တွေနဲ့ဆူတောင်းနေမိပါတော့တယ်။ရေပြင်းလို့ထိုးခွဲလို့ထွက်လာတဲ့အတန်နဲ့အတူအနီအောင်ငါးကြီးနှစ်ကောင်ရဲ့ကြောပြေပေါ်ထွက်လာခဲ့တယ်။ငါးတကောင်စီရဲ့ကြောကိုဖတ်တွယ်လို့လိုက်ပါလာကြတဲ့သူတွေကပန်းစကားနဲ့မင်းခိုင်လို့ခေါ်တဲ့ဝနပဲ။သူတို့နှစ်ယောက်ကကြောက်တုံးကြီးကိုအကောက်ကွယ်ယူလိုက်ကြတာကြောင့်အရှိန်နဲ့လာတဲ့ရေလုံးကြီးတွေကခေါင်းပေါ်ကနေကျော်လွှားသွားခဲ့တယ်။အဲ့ဒီချိန်မှာပဲအိုင်အတွင်းထဲကရေတွေကသူတို့နှစ်ယောက်ရှိရာစီကိုအရှိန်နဲ့တွန်းဝင်လာပြီးရေနဲ့အတူတူကြီးမားတဲ့ငါးကြီးနှစ်ကောင်ကသူတို့အနားကိုရောက်လာတယ်။အစပထမတော့ငါးကြီးတွေကိုကြည့်ပြီးထိတ်လန့်သွားကြတယ်ဆိုပေမဲ့မင်းတို့ကိုကူညီဖို့လာတာဆိုတဲ့အတန်အကျယ်ကြီးကရေတံတွေနဲ့အတူတူရောပြီးကြလိုက်ရတော့ဒီတိုင်းနေလဲတေယုံကလွယ်လို့တခြားမရှိတော့မို့ငါးနှစ်ကောင်ရဲ့ကျိုးပုတ်ကိုတရားတစ်ခေါက်စီဖတ်လိုက်ကြတယ်။ဝနာနဲ့ပန်းစကားစီကိုငါးတွေလာတဲ့အချိန်နဲ့ကြောကိုဖတ်လိုက်တဲ့အချိန်က2မိနစ်ခန့်အချိန်လောက်ပဲကြာတယ်။ငါးကြီးနှစ်ကောင်ကအရှိန်နဲ့စီးကျနေတဲ့ရေစည်းကိုဖြတ်ပြီးတစ်ဖက်ကကိုကူကချစ်သူနှစ်ယောက်ကိုပို့ပေးလိုက်တယ်။ချစ်သူနှစ်ယောက်ကလည်းငါးကြီးနှစ်ကောင်ကိုကျေးဇူးတင်စွာကြည့်နေတဲ့အချိန်ငါးကြီးနှစ်ကောင်ကရေအောက်စီကိုငိုရှိုးပြောက်ခွဲသွားခဲ့တယ်။ဝနာနဲ့ပန်းစကားကတယောက်လက်ကိုတယောက်ဆုပ်ကန်လို့
ကန်းဆက်ကနေတစေအဝေးကိုရှောက်လန်းသွားခဲ့တယ်။တစ်ဖက်ကရကြည့်နေတဲ့အိုးဘုတ်ကုံရွာသားတွေလည်းအော်ဘနန်ရှိနေကြတယ်။မျက်ရည်တွေနဲ့ငိုကြွေးနေတဲ့ဦးတာနုလည်းရွာသားတွေရောအော်တဲ့ကြောင့်နောက်တစ်ချိန်ပြန်လှည့်ကြည့်လိုက်တော့ထူးထူးဆန်းဆန်းအဖြစ်ပြက်ငါးချင်းနှစ်ကောင်ရဲ့ကုညီကဲ့တင်မှုနဲ့တေဘီကနေလွတ်မြောက်သွားတဲ့ချစ်သူနှုတ်ကိုတွေ့လိုက်ရတာကြောင့်ဝမ်းသာပျော်ရွှင်သွားခဲ့ပါတော့တယ်။ချစ်သူနှုတ်ဟာပျော်ရွှင်စွာရာသက်ပံပေါင်းဖက်ပါစေတော့လို့ဆုတောင်းနေမိပါတော့တယ်။ပရိသတ်များရှင်ရင်းနေအိုင်ရဲ့သွေးချိန်စာဇလန်းလေးကတော့ဒီလောက်ပါပဲနော်။နားစိအားပေးခဲ့ကြတဲ့ပရိသတ်တွေတူးချင်းစီကိုကျေးဇူးထူးပဲတင်ရှိတယ်လို့စာရေးသူမျိုးကိုလင့်ငါကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ရှင့်။ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျန်းမာခြင်းတွေကိုအစဉ်ထာဝရပတ်ဆိုင်နိုင်ကြပါစေရှင်။